ခင်ဗျားတို့စဉ်းစားကြည့်ဘူးလားကဘာပြက်ကတ်ကြီးတစ်ခုစိုက်ဖို့အတွက်ကြီးမားတဲ့စစ်တပ်ကြီးတွေမလိုပါဘူးစိတ်ကြွယူသွတ်နေတဲ့လူသက်သမားတယောက်ရဲ့လက်ထဲကကြီးစံတစ်ထောင်းနဲ့လက်ပစ်ပုံတစ်လုံးနဲ့တနိုင်ငံလုံးကိုငရဲပြည်ဖြစ်ပြောင်းလဲပစ်ဖို့လုံလောက်ပါတယ်နျူကလ িয়ার စက်ရုံကြီးရဲ့တောက်ပိတ်ထားတဲ့အရေးပေါ်ထိန်းချုပ်ခန်းထဲမှာရစ်ချက်ဟာပြစ်မဲ့ဝန်ထမ်းတဦးကိုတစားကန်လုပ်ပြီးစက်ရုံပေါက်ကွဲအောင်အသေးအံကြံစီနေခဲ့ပါပြီအချိန်ကတော့မိနစ်ပိုင်းသာလိုပါတော့တယ်ဂျိန်းအနေနဲ့ချီကာမန်တွေကိုကြော်ဖြတ်ပြီးဒီမိစ္ဆာစစ်ကိုအချိန်မီပြတ်တတ်နိုင်ပါမလားဒါမှမဟုတ်အမေရိကန်တဝန်းလုံးရေဒီယိုတက်တိကြွတန်းငွေတွေအောက်မှာပျက်စီးသွားရတော့မလားဇာတ်သိမ်းပိုင်းကိုဆက်ပြီးကြည့်လိုက်ရအောင်ဗျာနျူကလ িয়ার ကိုယ်တွေကရေးပေးစနစ်တွေအကုန်လုံးရပ်တန့်သွားပြီးပောက်ကွဲဖို့တေချာသလောက်ရှိနေတဲ့အချိန်မှာဂျိန်းရဲ့လက်ထဲကနောက်ဆုံးကြည်စံကကစားပွဲကိုဘယ်လိုပြောင်းပြန်လှန်ပစ်မလဲဆိုတာစက်ကြည့်လိုက်ကြရအောင်ဂျိန်းတယောက်လူသက်သမားရဲ့နောက်ွယ်က 3MI လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲရစ်ချက်ကတော့သူ့ရဲ့နောက်ဆုံးပန်းနိုင်ကိုအကောင့်တယ်ပေါ်ကိုစတင်လှုပ်ရှားနေခဲ့ပါပြီသူက 3MI Iceland နျူကလ িয়ার စက်ရုံရဲ့အကြီးတန်းစက်ပြင်ဝန်ထမ်းလီယိုရဲ့အိမ်အထိတိတ်တဆိရောက်ရှိသွားပြီးမင်းရဲ့ဇနီးကိုချစ်သလားလို့မေးခွန်းထုတ်ကလီယိုကိုအာရမပြန်ပြီးဆွဲသွားပါတော့တယ်ဒီနေရာမှာကျွန်တော်တို့လီယိုရဲ့ဇာတ်ကိုစမ်းစစ်ကြည့်လိုက်ရအောင်ဗျာလီယိုဟာစီကန်းရှိပြီးမိသားစုကိုအလွန်ချစ်တဲ့တာမန်နျူကလ িয়ার စက်ရုံဝန်ထမ်းတဦးသာဖြစ်ပါတယ်သူကအန်ရရှိတဲ့အလုပ်ကိုလုပ်ပိုင်နေပေမဲ့စိတ်ဆလူသက်သမားတယောက်ရဲ့စိန်ခေါ်မှုကိုတော့တစ်ခါမှမကြုံတွေ့ခဲ့ဘူးပါဘူးရစ်ချက်ဟာလီယိုရဲ့ဇနီးဖြစ်သူရဲ့အသက်ကိုတစားကန်ပြုလုပ်ပြီးလီယိုကိုစက်ရုံရဲ့လုံခြုံရေးအတားအဆီးတွေကြော်ဖြတ်ဖို့အသုံးချခဲ့တာပါလီယိုရဲ့ရွေးချယ်မှုကတော့ရှင်းပါတယ်ဇနီးဖြစ်သူရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူကတနိုင်ငံလုံးကဘာပြည့်မဲ့လုပ်ရက်ကိုမတက်တာပဲကူညီပေးရမယ့်အခြေအနေစိုက်သွားခဲ့ပါတယ်ဂျိန်းဟာ FBI agent ဇိုဒန်စီသွားပြီးရစ်ချက်ရဲ့ရွေးချက်က 3MI Iceland နျူကလ িয়ার စက်ရုံကိုဘုံခွဲဖို့ဖြစ်ကြောင်းသတိပေးခဲ့ပေမဲ့ FBI ကတော့သူမရဲ့စကားကိုစိတ်ကူးရင်အထင်မြင်သက်သက်လို့သတ်မှတ်ပြီးပယ်ချခဲ့ပါတယ်ဂျိန်းဟာရဲတပ်ဖွဲ့ရဲ့အကူအညီမပါဘဲတကူတော်ကားမောင်းပြီး 3MI Iceland ကိုညာတွင်ချင်းဥတီမောင်းနေသွားပါတော့တယ်ရစ်ချက်ဟာလီယိုကိုအသုံးချပြီးနျူကလ িয়ার စက်ရုံရဲ့အဓိကလုံခြုံရေးဂိတ်ကားတွေကိုလွယ်လွယ်ကူကူဖျက်ချော်သွားခဲ့ပါပြီဂျိန်းတယောက်စက်ရုံထဲကိုရောက်ရှိတဲ့အချိန်မှာရစ်ချက်ကိုအချိန်မီတားဆီးနိုင်ပါမလားစက်ရုံရဲ့အဓိကထိန်းချုပ်ခန်းထဲမှာတော့ရစ်ချက်ဟာလီယိုကိုတနက်နဲ့ချိန်ပြီးအေးပေးစနစ်ရေလိုင်းတွေကိုအကုန်လုံးတွန်းထုတ်ပလိုက်ဖို့လုပ်ခိုင်းပါတော့တယ်နျူကလ িয়ার ယူရေနီယံ9ရဲ့အပူချိန်ဟာထိန်းနိုင်သိမ်းမြမြင့်တက်လာပြီးအကြီးပြိုဖို့စတင်နေခဲ့ပါပြီဂျိန်းဟာစက်ရုံထဲကိုအတင်းဝင်ရောက်ပြီးလုံခြုံရေးမှုတွေကိုအကျိုးအကြောင်းပြောပြလိုက်တဲ့အခါမှာတော့စက်ရုံတစ်ခုလုံးကိုလော်ဒေါင်းချပစ်လိုက်ကြပါတယ်ဒါပေမဲ့ရစ်ချက်ဟာထိန်းချုပ်ခန်းတကားကိုအတွင်းကနေတုပ်ပိတ်ထားပြီးသူခိုးယူလာတဲ့ပေါင်20သော TNT ရန်ဘလူးတွေနဲ့လက်ပစ်ဘုံကိုဘုံခွဲစနစ်တစ်ခုအဖြစ်တက်ဆင်လိုက်ပါတော့တယ်ဒီနေရာမှာဂျိန်းရဲ့စိတ်ဓာတ်ပြောင်းလဲမှုကိုမြင်တွေ့ရမှာပါသူမဟာရခင်ကမိုက်ကယ်ကိုမကယ်တင်နိုင်ခဲ့ဘူးဆိုတဲ့နောင်တနဲ့ Survival Skit တန်ရာကိုပြင်းထန်စွာခံစားနေရသူပါဒါပေမဲ့အခုချိန်မှာတော့သူမဟာကိုယ့်အသက်ကိုပေးဆက်ရပါစေတနိုင်ငံလုံးကအပြစ်မဲ့လူပေါင်းတန်းချီကိုကယ်တင်ဖို့အတွက်သူမရဲ့အကြောက်တရားတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ကြော်လွှားလိုက်ပါတော့တယ်ဒါတာမန်ကလေးစားချီပွဲတစ်ခုမဟုတ်တော့ပဲသူမရဲ့စိတ်ဝိညာဉ်ကိုစေးကြောတဲ့တကယ်သူရဲကောင်းတူရဲ့လမ်းစဉ်ဖြစ်လာခဲ့ပါတယ်စက်ရုံမှုတွေရဲ့ပြောပြချက်အရအပြင်ဘက်ကနေထင်းချုပ်ခန်းကိုဖွင့်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူးရစ်ချက်သာ TNT ဘုံတွေကိုဖောက်ခွဲလိုက်ရင်တစ်မျိုးလုံးနဲ့မကပဲအမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းတစ်ခုလုံးရေဒီယိုတက်တိကြွတန်းငွေတွေဖုံးလွှမ်းပြီးလူတန်းပေါင်းများစွာချက်ချင်းတေဆုံးသွားရတော့မှာပါစက်ရုံမှုကအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကိုဖုံးဆက်ပြီးပန်ဆယ်ဗေးနီးယားအလယ်ပိုင်းကလူတွေအားလုံးကို2 နာရီအတွင်းအမြန်ဆုံးရွှေ့ပြောင်းပေးကြပါလို့တုံ့ပြန်စွာအော်ဟစ်အမိန့်ပေးနေခဲ့ပါပြီဝန်ထမ်းတို့ကဂျိန်းကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပိတ်ထားတဲ့လျှို့ဝှက်လေဝင်လေထွက်စစ်ဆေးရေးတကားတစ်ခုစီကို
ခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီတကားမှာကြီးက plexiglass ပါရှိပြီးအထဲကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ Richard ဟာဒူးထောက်ပြီးလက်ပစ်ပုံးကိုကင်က Hey Satan, welcome your servant လို့စေယူပေါက်စွာအော်ဟစ်ဆူတောင်းနေတာကိုမြင်တွေ့လိုက်ရပါတယ်။ Richard ဟာသူ့ကိုယ်သူအသေးခံဖုံးခွဲပြီး Satan စီကိုသွားဖို့နောက်ဆုံးစက္ကန့်အလိုမှာပဲဂျိန်းဟာသူမရဲ့တနက်ပြောင်းဝကို Plexi ဖန်ချက်စီကိုတက်ချင်းရွယ်ပြီး Go to hell psycho ငရဲပြည်ကိုပဲသွားလိုက်တော့စိတ်ဆကောင်းလို့အေးဆက်ဆက်ပြောကတနက်ကလုတ်ကိုဆွဲညစ်လိုက်ပါတော့တယ်။ဖျားရည်ဂျင်းရဲ့တိကျလာတဲ့နောက်ဆုံးကြည်စံတွေဟာ Richard ရဲ့စိတ်ကူးရင်ကဘာပြက်ကတ်ကြီးကိုအပြေးတိုင်ချိန်မုန်းပစ်လိုက်ပါပြီ။နျူကလ িয়ার စက်ရုံပေါက်ကွဲမဲ့ဘေးဆိုးကြီးကိုစက္ကန့်ပိုင်းလိုမှာအောင်မြင်စွာတားဆီးနိုင်ခဲ့ပါတယ်။နောက်ဆုံးဇာတ်သိမ်းပိုင်းမှာကြောက်စရာအကောင်းဆုံးသတင်းတစ်ခုထွက်ပေါ်လာပါတယ်။ Richard ဟာခေါင်းကိုတနက်တရာရရှိပြီးဒီဆုံးသွားခဲ့ပြီလို့ FBI ကကြေညာခဲ့ပေမဲ့တကယ်ပဲသူသေဆုံးသွားတာဟုတ်ရဲ့လားသတင်းတော်တွေကတော့ The Satanic Slasher 3 မိုင် Iceland မှာမသေးပဲအသက်ရှင်လွတ်မြောက်သွားတယ်လို့ယူဆနေကြပါတယ်။ဗီဒီယိုရဲ့နောက်ဆုံးမြင်ကွင်းမှာ Dead Body ကတဲကန်တဲ့အားထဲမှာတစုံတစ်ဦးက Welcome home Reeve အိမ်ပြန်လာတာကြိုးစိုးပါတယ် Reeve လို့ဖမ်းနှုတ်ဆက်လိုက်တဲ့မြင်ကွင်းကဘာကိုဆိုလိုတာလဲ။ကဲခင်ဗျားတို့ရောဒီစိတ်လှုပ်ရှားစရာကောင်းလာတဲ့စကားကြီးရဲ့ဇာတ်သိမ်း twist ကိုဘယ်လိုထင်မြင်ကြလဲဗျာ။ Richard ဟာတကယ်ပဲအသက်ရှင်လွတ်မြောက်သွားတာလား။ဒါမှမဟုတ်အစိုးရရဲ့လှုပ်ဝက်ချက်တွေကြောင့်ပဲလား။ခင်ဗျားတို့ရဲ့ထင်မြင်ချက်တွေကိုအောက်က comment မှာဆွေးနွေးသွားခဲ့ကြပါဦး။ကျွန်တော်တို့တင်ဆက်ပေးခဲ့တဲ့ဒီ၃ပိုင်းစလုံးကိုသဘောကျတယ်ဆိုရင်တော့ channel လေးကို like and subscribe လုပ်ပြီးဘေးနားကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့မေ့ပါနဲ့ဗျာ။နောက်ထပ်ဘလို့တက်ထည့်ရင်ဖို့စကားမျိုးတွေကိုအခုလိုသေးစိတ်ပဲလုပ်ပေးစီချင်လဲဆိုတာကိုလည်း comment မှာအကြံပြုခဲ့နိုင်ပါတယ်။နောက်ထပ်ဇာတ်လမ်းကောင်းတွေမှာပြန်လည်တွေ့ကြမယ်ဗျာ။အားလုံးပဲကံကောင်းကြပါစေ။